မြက်ခင်းထဲမှာပိုးဆုံးကျူလေးလှလှပပနဲ့ပြန်ရင်တော့ကျွန်တော်တို့တော်တော်များမြင်မှုကြမှာပါအဲ့ချိန်တုန်းကပိုးဆုံးကျူလေးတွေကိုလိုက်ပန်းချရင်ကျွန်တော်တို့ရဲ့ညတ်တာတကယ်ကိုလှပနေခဲ့တာပါဒါပေမဲ့အခုတော့သူတို့မြင်ရတာပိုနဲလာပြီးနဲလာပါတယ်အမှန်တိုင်းပြောရရင်ပိုးဆုံးကျူမျိုးစီတစ်ဝက်ကျော်ကလွန်ခဲ့တဲ့နှစ်90အတွင်းမှာပဲပျောက်ကွယ်သွားခဲ့ပါပြီတကယ်လို့ဆက်ရှိနေခဲ့မယ်ဆိုရင်တော့သူတို့အတွက်ရှိနေမှုနေရာကမရှိတော့ပါဘူးဘာကြောင့်လဲဆိုတော့တော်ရီခိုးချတာတဘာဝပန်းမီလေးပုံနဲလာတာတောင်ယာတွေမှာဓာတုပစ္စည်းတွေပိုသုံးတာမြို့ပြတွေပုံများလာကြောင်းတဘာဝနေရာတွေပြောင်းသွားခဲ့ပါတယ်ဒီယာတွေကသူတို့နေထိုင်ရာတဘာဝကိုကျူးပေါင်းဖြစ်စည်းလိုက်တယ်လို့ပါပဲတိရစ္ဆာန်တွေအတွက်တင်မကပါဘူးနောက်ဆုံးမှာလူသားတွေအတွက်လည်းထိခိုက်လာမှာပါမိုးရွာခြင်းတဲ့အချိန်မိုးရွာတော့တာမိုးရွာတဲ့အချိန်မှာလည်းရေတွေမတရားကြီးနေတာတက်တော်ပြုံးနေမှုကြောင့်ရာသီဥတုကြီးမမှန်တော့တာဒီဟာတွေကတဖြည်းဖြည်းနဲ့ကျွန်တော်တို့တွေတွေးကြုံလာနေရတာပါတကယ်လို့ဒီကနေ့ဆက်ရှိနေမယ်ဆိုရင်နောက်မျိုးဆက်သစ်တွေကပိုးဆုံးကျူတွေကိုဓာတ်ပုံထဲမှာပဲမြင်တွေ့ရတော့မှာပါကျွန်တော်တို့ကသူတို့ကိုမြင်တွေ့ခဲ့တဲ့နောက်ဆုံးမျိုးဆက်လည်းဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကပိုးဆုံးကျူတွေကိုမြင်ရတာနောက်ဆုံးမျိုးဆက်မဖြစ်အောင်တပင်ပန်းတွေစိုက်မယ်ပူးသက်စီတွေရှို့သုံးမယ်ရှိနေတယ်ပိုးဆုံးကျူတွေကိုလည်းတန်ဖိုးထားမယ်ဒီလိုမျိုးတည်တည်လေးတွေကနေစပြီးမျိုးလုံးချင်းကိုကာကွယ်လို့ရနိုင်ပါသေးတယ်